ခြေစွမ်းပိုင်းရောစိတ်ထက်ပိုင်းရောရက်လက်ပိုင်းရောဘာမှအပြစ်ပြောစရာမရှိတော့အောင်ကိုတာလွင်ပြီးတော့ City ကိုအနိုင်ယူပြခဲ့တဲ့ Michael Carrick ရဲ့ Manchester United ညီကိုတွေအားလုံးပဲမင်္ဂလာပါခင်ဗျာ CR10 Football Channel နဲ့ကြိုဆိုလိုက်ရပါတယ်ကျွန်တော်တို့ Manchester United အသင်းကတော့ Manchester Derby ပွဲစဉ်မှာ City အသင်းကို2-0ဆိုတဲ့ရလဒ်နဲ့ခြေစွမ်းအပြည့်အသက်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်မှာ Michael Carrick အနေနဲ့ဘယ်လိုမျိုးပွဲထွက်လာခဲ့သလဲဆိုတာရဲ့ United player တွေအနေနဲ့ဘယ်လောက်ကိုခြေစွမ်းကောင်းစိတ်တက်ကောင်းနဲ့ကစားခဲ့လဲဆိုတာကိုကျွန်တော်သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတူတူဆက်ပြီးတော့ကြည့်လိုက်ရအောင်အဲ့တော့Michael Carrick ကသူ့ရဲ့နီးပြဒီ United နီးပြပေါ့နော်တကြော့ပြန်ပထမဆုံးပွဲစဉ်မှာပဲတကွက်ပြသွားခဲ့တယ်ကျွန်တော်အားလုံးထင်ခဲ့တဲ့အတိုင်းထင်ထားတဲ့ပေါ့နော် Sesko တို့ကူညာတို့အနာပေးပြီးတော့အမ်မူမူနဲ့အာမတ်တို့တွဲလာခဲ့တယ်ပြောရမယ်ဆိုလို့ရှိရင် 4-4-1-1 4-4-2 formation ပုံစံမျိုးနဲ့ပွဲထွက်လာခဲ့တယ်နောက်တန်းလေးယောက်နေရာမှာဆိုလို့ရှိရင်လူရှော့ပြီးရင်ညာချမ်းမှာဒါလော့အလဲမှာလီဆန်နိုမာတီနက်စ်နဲ့ဒီဟယ်ရီမဂွိုင်းယာအဲ့တော့ဒီလိုမျိုးအတွေ့အကြုံရှိတဲ့ဒီနောက်တန်းနေရှိချင်းကလည်းကျွန်တော်တို့အတွက်ဒါအများကြီးကောင်းသွားစေခဲ့တယ်လို့ထင်တယ်နောက်ထပ်ကကွင်းလဲမှာကက်စမဲရိုနဲ့ကိုယူမိန်နူမာကယ်ကာရစ်ကလုံးဝကိုသူပြီးခဲ့တဲ့အင်တာဗျူးတွေမှာပြောတယ်ဗျာကိုဘီကိုတဲပြီးတော့သူ United အသင်းကိုတိဆောက်ချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောခဲ့တယ်အဲ့တော့ဒါသူလက်တွေ့လောက်လာခဲ့ပြီဒီနေ့ပွဲစဉ်မှာကျွန်တော်ကိုဘီကိုမြင်ရတာလေအများကြီးကျွန်တော်တို့ပိုကောင်းတဲ့ပုံစံနဲ့မြင်တွေ့ခဲ့ရတယ်သူ့စီကနေဘောလုံးတွေလည်းကျွန်တော်ရှေ့ကိုအများကြီးရောက်ခဲ့တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဗျာဥကာတေးထက်တော့ပိုကောင်းခဲ့တယ်ပြီးရင်ကက်စမဲရိုဆိုလို့ရှိရင်လည်းဒီနေ့ပွဲစဉ်မှာသူ့ရဲ့ဘေးကနေအကောင်းဆုံးဖြည့်ဆည်းပြီးတော့ကစားခဲ့တာတွေ့ရပါတယ်နောက်ထပ်အရေးကြီးဆုံး player 2ယောက်ဖြစ်တဲ့ left wing လို့ပဲပြောမလား left side လို့ပြောမလားပြီးရင် right side ကပေါ့နော်2ယောက်ဖြစ်တဲ့ Patrick Dogu နဲ့ Ahmed Diallo လို့ဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံး player တွေထဲမှာဒီ2ယောက်လည်းပါပါတယ် Patrick Dogu ဆိုလို့ရှိရင်လည်းဗျာမပုံမပရှေ့ရောတက်နောက်ရောဆင်းဂိုးတွေပါသွင်းခဲ့တဲ့အထိခြေစွမ်းပြခဲ့တယ်ပြီးရင်အလဲဒီအထိပါဝင်ဖြစ်ပြီးကစားခဲ့တာကိုတွေ့ရပါတယ်ပြီးအာမက်ဒီယာလို့ဆိုလို့ရှိရင်လည်းနောက်ထိပါသူဆိုလို့ရှိရင်တိုက်စစ်အာဒန်ပလေယာဗျာဒါပေမဲ့နောက်ထိဆင်းကူတယ်ပြီးရင်တချို့ chance တွေရရင်ရတယ်လို့အဆုံးသတ်ဖို့ကြိုးစားတယ် Brazil နဲ့ share ပေးတယ်ကျွန်တော်တို့အတွက်ဒါတော်တော်လေးကိုမမြင်ရတာကြာကြီးဖြစ်တဲ့ဒါပလေယာတွေရဲ့မှစွမ်းဆောင်ရည်လို့ပြောရတာပုံပြီးတော့မှန်ပါလိမ့်မယ်ကျွန်တော်ပြီးတော့ရင်နောက်ထပ်ရှေ့မှာထားခဲ့တာက Bruno နဲ့Bruno ကဒီလိုမျိုးပွဲစဉ်ကတော့အကြိုက်ပေါ့ဗျာသူ့ရဲ့မှ position ကလည်းသူ့ရဲ့မှနေရာအမှန် second striker လို့ပြီးတော့ရင် AM လို့သူထားကစားခဲ့တယ်အမူဘွားတော့ရှေ့မှာလွတ်လပ်လှုပ်ရှားပြီးတော့ကစားသွားခဲ့တော့တွေ့ရတယ်ဒီနေ့ပွဲစဉ်မှာ United အသာစီးရတာကဒီ site တွေကိုလည်း United ကလုံးဝကိုကြက်အောင်ကစားတယ်ပြီးအလဲမှာဆိုလို့ရှိရင်လည်း Casemiro ပြီးရင်Casemiro ပြီးရင်ကိုယူမိန်နူဒါအပြင် Bruno တို့အမူဘူတို့ပါဖြည့်ပြီးတော့ကစားတဲ့အတွက်ကြောင့် Central Zone ကလုံးဝကိုကြက်သွားတယ် Central Zone ကကြက်တယ်လို့ side back တွေမှာလည်းဘယ်ဘက်မှာဆိုလို့ရှိရင်ဒေါကူနဲ့ Shaw ညာဘက်မှာဆိုလို့ရှိရင်အာမတ်နဲ့ပြီးရင်ဘာတူလဲဒီကိုဒါလော့ဒါကျွန်တော်တို့လည်းဒါတော်တော်လေးကိုဒါအပေါင်းလက္ခဏာဆောင်ခဲ့တယ်ပေါ့နော်ကျွန်တော်ကဒါဒီပွဲတစ်ပွဲအတွက်ပဲပြောတာပါနောက်ပွဲစဉ်ထားပါတော့အာဆင်နယ်နဲ့ပွဲစဉ်တော့ပြီးရင်စပါးနဲ့ပွဲစဉ်တွေမှာကျွန်တော်တို့အသင်းဒီလိုကစားမလားတစ်ဖက်ပြိုင်ဘက်အသင်းကလည်းဒီလိုကစားမလားဆိုတော့ကျွန်တော်မသိရဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်အတွက်ကတော့ Michael Carrick တာဝန်ကျေခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲထဲမှာဖြစ်ပျက်သွားတဲ့ movement လေးကိုကျွန်တော်နည်းနည်းဆွေးနွေးကြည့်အောင်ပထမဆုံးကျွန်တော်မြင်လုံးထဲမှာမြင်လာတာကတော့ဒီဒီကိုဒါလော့ရဲ့အဝါကက်ပေါ့နော်ဒါကတော့ကျွန်တော်ထင်လိုက်တယ်ဘောလုံးကိုထိပြီးမှဖြစ်တယ်လို့ထင်လိုက်ပေမဲ့အမှန်တကယ်တော့မဟုတ်ဘူးသူဒီစီမန်ညိုကိုသွားပြီးတော့စီမန်ညိုနာဖြစ်တယ်ဒေါဂူကိုသွားထိခဲ့တယ်တစ်ဖက်ကဂျယ်ရမီဒေါဂူကိုသွားထိတယ်ပေါ့နော်ဒီအလုံးမှာအဝါရခဲ့တာဒီကိုဒါလို့အဝါရသွားခဲ့တယ်ပေါ့နော်ဒါကျွန်တော်နည်းနည်းလေးကန်ကောင်းခဲ့တယ်လို့ပြောခဲ့ရမယ်တစ်ဖက်မှာကျွန်တော်တို့ကွင်းလန်ဟန်နဲ့ပတ်သက်ပြီးတော့ဒီနေ့ပွဲစဉ်မှာနောက်ဆုံးအလုံးဆိုလို့ရှိရင်လည်းမပေးတဲ့နဲ့ sorry မပေးခဲ့ဘူးဗျာဒါပေးရမယ်အလုံးဗျာလူကျွမ်းမနေဘူးရှင်းရှင်းပြောရရင်ဒီအလုံးကလေဒါပေမဲ့ကျွန်တော်တို့ကနိုင်နေလို့ဒါဘာမှမပြောတာအမှန်တကယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သက်တွေဘယ်တော့အသေးပေါက်ဖို့ကောင်းလဲဗျာအမှန်တကယ် 3C ဖြစ်ရမယ်အလုံးအဲ့ဒါကိုမပေးဘူး 2C နဲ့ပွဲကိုရပ်ပလိုက်တယ်ဒါလည်းကျွန်တော်လုံးဝမဖြစ်သင့်ဘူးပေါ့နော်နောက်ထပ်ကကျွန်တော်ကွင်းထဲမှာဖြစ်ပြတ်သွားခဲ့တဲ့နေရာမှာHarry Maguire 10မိနစ်မှာကလေးကခေါင်းတိုက်လိုက်တဲ့အလုံးတိုင်ထိသွားတာရှိတယ်နောက်ထပ်ကကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော် United ကဘောလုံးကိုဖြည်းဖြည်းချင်းနဲ့ကစားရတယ်ပေါ့နော်ကစားရင်နဲ့ United ကဘလောက်တောင်ကောင်းခဲ့တယ်လဲဆိုလို့ရှိရင်ပြိုင်ဘက် Manchester City အနေနဲ့ဂိုးပေါက်တဲ့ကန်ချက်တစ်ချိန်ပဲရှိတဲ့အထိကိုဒီနေ့ပွဲမှာတော်တော်လေးကောင်းခဲ့တယ် United ရဲ့ဒီနေ့ပွဲစဉ်ရဲ့ကင်ကနန်းတွေကပိုတောင်ကောင်းသေးတယ်ဗျာ Big Chance တွေဆို United က6ချိန်တီးဖန်တီးနိုင်ခဲ့တယ်အဲ့ထဲမှာ United ကဒီနှစ်ချိန်ကိုဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တယ်ကျန်တာတွေကတော့မပေးတဲ့အလုံးတွေကတော့မပြောတော့ထားလိုက်တော့ Premier League အဖွဲ့တွေကဒီတိုင်းပဲလာမှာသူတို့ကပြီးကြမှာတောင်းမစာလေးထုတ်ဗာလေးထုတ်ပြီးတော့ရင်ကျွန်တော်တို့ဒါမှားသွားပါတယ်အဲ့လိုမျိုးလာမှာ
ဒါကျွန်တော်ရိုးနေပြီပရီးမီးယားလိအထားသိနေပြီအဲ့တော့တစ်ဖက်က City ကိုပေါက်တဲ့သွားတဲ့အလုံးဆိုလို့ရှိရင်လည်းဗျာဒါတောင်းငံဘောကနေလားမသိဘူးကျွန်တော်ခုဆာနော့ခေါင်းလိုက်တာလားမသိဘူးဗျာကျွန်တော်အဲလုံးသေချာမမှတ်မိတော့ဘူးဒီဒါတော့ clearance လောက်တာလားဒီ lemons လားတော့မသိဘူးဗျာ2ယောက်ထက်1ယောက်ရောက်ပဲမေ့တော့မေ့နေအဲ့ဒီချိန်ပဲရှိခဲ့တယ်ကျန်တဲ့အချိန်တွေမှာစီမန်ညိုလည်းအရင်ကြီးလို့ရှာပြအောင်မလုံနိုင်ခဲ့ဘူးဒုတိယပိုင်းမှာတော့စီမန်ညိုပိုကောင်းခဲ့တယ်ပြီးရင် Patrick Dogu sorry Jeremy Dogu လည်းအဲ့လိုကြီးမလှုပ်နိုင်ဘူးကွင်းလေယာ Foden တို့ Haaland တို့လည်းဘာမှမလှုပ်နိုင်ခဲ့အောင်ကျွန်တော်တို့အသင်းတော်တော်လေးကိုကောင်းခဲ့ပါတယ်ပြီးတော့ရင်ကျွန်တော်တို့အသင်းမှာနောက်ထပ်ချီးကျူးရမယ့် player က Bruno ပါလုံးဝကိုဗျာကပတိန်တယောက်အနေနဲ့ရှေ့ဆောင်ပြီးတော့လည်းကစားခဲ့တယ်ရသမျှ chance တွေကိုလည်းသူဖန်တီးပေးတယ်တလုံးစုံလို့ဖြစ်ရင်သူ့ကန်စေးချင်တာဗျာသူမကန်လိုက်ဘူးဒီအမှုကိုပေးလိုက်တယ်အမှုကိုနည်းနည်းချော်ထွက်သွားပြီးတော့ဒါဂုံးမရလိုက်တဲ့အလုံးလေးရှိတယ်ပေါ့နော်ပြီးရင် United တိုင်ထိတဲ့အလုံးတွေလည်းရှိတယ်နှစ်ကြိမ်လားမသိဘူးတိုင်ထိခဲ့တယ်လူကျွန်းတဲ့အလုံးတွေလည်းရှိခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကျွန်တော်အဲ့တော့အမှန်တကယ်ဆိုရင်3-4 ခုလောက်ပြည့်ရမယ်ပွဲဗျာဒါပေမဲ့မပြတ်ဖဲနဲ့ကျွန်တော်တို့2စီးလောက်ပဲရသွားခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့အတွက်ဒါနစ်နာမှုကြီးမားခဲ့ပါတယ်အဲ့တော့ကျွန်တော်ပထမဂိုးကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရတဲ့ corner ရတယ်။ဆိုရင် corner ပေးရတယ်။အဲ့ corner ကို Harry လာမသိဘူးရှင်းလိုက်တယ်။ Harry Maguire ရှင်းလိုက်တဲ့အချိန်မှာ Bruno ဆိုရင်အမ်ဘူတစ်ချက်ဘောလုံးကိုပတ်ကနေကောက်ယူပြီးတော့ Bruno စီထိုးပြီးတယ်။ Bruno ကနေမှတစ်ဆင့်လုံးဝကိုအမ်ဘူရဲ့ပြေးလမ်းကြောင်းတွေကိုဆွဲထိုးပေးကျွန်တော်အာမတ်စီပေးမယ်ထင်တာ။အမ်ဘူစီပေးလိုက်တဲ့အချိန်မှာအမ်ဘူကျွန်တော်တို့ Brighton နဲ့ပွဲစဉ်ပုံစံမျိုးလို့ထင်တယ်။တပုံစံနဲ့ပဲအဆုံးသတ်သွားခဲ့တယ်။ကျွန်တော်တို့လုံးဝကိုအဲ့အချိန်မှာသိလိုက်ပြီကျွန်တော်တို့ဒီနေ့ပွဲစဉ်မရှုံးတော့ဆိုတော့ကျွန်တော်သိလိုက်ပြီ။နောက်ထပ်တစ်လုံးကတော့ကျွန်တော်တို့ကုညာရဲမှကောင်းမှုပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာဒီခိုဘီမိန်နူးဘောလုံးရတာလားမသိဘူးအဲ့ဒီအချိန်မှာဒီဘောလုံးကအာမတ်စီရောက်သွားတယ်အာမတ်ကနောက်ပေးမလို့နဲ့ကုညာစီကိုပေးလိုက်တာအဲ့နေရာမှာအာမတ်မဟုတ်ဖဲနဲ့ကျွန်တော်စဉ်းစားနေဟိုဟာလို့ဒါလို့ဆိုလို့ရှိရင်လို့ကုညာစီကိုဘောလုံးကမရောက်တော့ဘူးဘာလဲဆိုဟိုဒါလို့ဆိုလို့ရှိရင်ဘောလုံးကိုနောက်ပေးမှာဗျာသူကအာမတ်ကရှေ့ကိုပေးလိုက်တယ်ကုညာပေးလိုက်တယ်အဲ့ကုညာတစ်ဖက်ဒီ orange လေးကိုလားမသိဘူးကြော်တက်ပြီးတော့ cross တင်ပေးလိုက်တယ်အဲ့ဒီအလုံးကိုဒီကိုဒါဆိုရင် Patrick Dogu အမှားရမရှိပိတ်သွင်းသွားခဲ့တယ်အဲ့တော့ Bruno ဆိုလို့ရှိရင်ဒီမှာ chance တွေအများကြီးဖန်တီးခဲ့တယ်ရသမျှ chance တွေကိုသူကိုယ်တိုင်ပဲဒိုင်ငံဖန်တီးပေးခဲ့လို့ပြောလို့ရတယ်ပြီးရင် Casemiro အလုံးတွေပြီးအာမတ်ရဲ့အလုံးတွေတိုင်ထိသွားတဲ့အလုံးတွေဒါတော်တော်လေးကို United တို့အခွင့်အရေးတွေများစွာရခဲ့ပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်အခွင့်အရေးတွေအများကြီးရခဲ့လို့နောက်ပွဲစဉ်ကျွန်တော်တို့အသင်းပြန်လာပြီးပိုကောင်းတဲ့ပုံစံနဲ့ပြန်မြင်ရမယ် United ကြီးအဆင့်လေးဝင်ပြီးတော့ကျွန်တော်မပြောဘူးဒီနေ့ပွဲစဉ်က CD ဘက်ကအဓိကနောက်ခံလူတွေမပါလဲပါတယ်ဒါကိုကျွန်တော်တို့ဟိုသတိတော့ထားရမယ်နောက်လာမယ့်ပွဲစဉ်ကိုပဲကျွန်တော်တို့အာရုံစိုက်ပြီးတော့ကစားတင်နေဟိုဘယ်လိုပြောရမလဲအာဆင်နယ်ရဲ့ပွဲစဉ်မှာအာဆင်နယ်က CD လိုမျိုးကစားပါမလားဆိုတာလဲကျွန်တော်တို့ဒါတစ်ချက်စောင့်ကြည့်ရမယ့်အနေအထားမှာရှိပါတယ်အဲ့တော့ဘယ်လိုဖြစ်ဗျာမန်ချက်စတာဒါဘီမှာအနိုင်ရတယ်ဟိုဘယ်အသင်းတွေဘယ်လိုပဲဖြစ်ဖြစ်ကိုရီးယားအနိုင်ရရှိတယ်အခုလောလောဆယ် MPC ရဲ့အဆင့်9နေရာကိုယာယီခဏတက်သွားပြီဟိုလီဗာပူးကနိုင်နေတယ်ပေါ့နော်ကျွန်တော်တို့ဒါချိုမြင်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ပါတယ်နောက်လာမယ့်အာဆင်နယ်နဲ့ပွဲစဉ်အတွက်လည်းကျွန်တော်တို့ဒါလုံးဝကိုအားစေးတစ်ခွက်ဖြစ်မယ်လို့ယုံကြည်ပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံး player ကတော့ Bruno နောက်ထပ်တစ်ယောက်ကတော့ Patrick Dogu အာမတ်ဒီယာလိုလက်မန်းဆိုလို့ရှိရင်ဘောလုံးဝထိလိုက်ရလားတော့မသိပါဘူးဗျာသူဘောလုံးဝပုတ်လိုက်ရလားတော့မသိဘူးကဲတော့ညီကိုတော့ပြောနေကြမယ်လို့ထင်ပါတယ်ညီကိုတော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကို comment မှာရေးခဲ့လို့ရပါတယ်ပြီးတော့ရင်ကျွန်တော် United နီးပြ Michael Carrick အနေနဲ့ United ကိုဘယ်အထိဆွဲတင်နိုင်မလဲဆိုတာကိုလည်း comment မှာဆွေးနွေးကြပါဦးနောက်လာမယ့် Arsenal နဲ့ပွဲစဉ်မှာရောArsenal ကတော့ဒီပုံစံကစားမယ်လို့တော့မထင်ဘူးဒါပေမဲ့ United ဘယ်လောက်ထိလောက်ပြနိုင်မလဲArsenal အိမ်ဝင်းဆိုတော့လည်းခက်တော့ခက်ခဲမှာပဲဒါတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ကြပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျကြည့်ရှုအားပေးတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ see you ပါ